ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကချင် language ကနေကြိုဆိုပါရစေစရအနူဝနီယောငွေပြောငါကိုကအချင်းဖို့ကရှရနယ်လမန်ကောနာခပ်တော်လာကအိုင်ယနေ့ချစ်မိတ်ဆွေများကိုတင်ပြချင်တာကတော့ကချင်ဘာသာစကားရဲ့နေ့စဉ်သုံးဘာသာစကားတချို့ဖြစ်ပါတယ်တနီမနုံမနန်းနေပဲစွန်တန်ဂရန်ကတမနာလမ်ကိုအန်တေရှနီချကူဂျဲလန်ငိုင်ကစင်ကယန်ကောင်မီဖဲစွန်တန်မတ်ဝါနာရီအိုင်နာဂဆိုင်ဤရဲ့အသုံးလေးတွေပါမြန်မာလူဆိုရင်တော့မဲအောင်ပြီးအောင်လားလို့အဓိပ္ပာယ်ရတဲ့စကားလုံးလေးတွေကိုလေ့လာရအောင်နာဂဆိုင်ဤငွေကစင်နေဖဲဂျဲလန်နာခါကြမတ်နာရီအိုင်ကဲလိုအပ်တဲ့ဝဟာရလေးတွေအရင်မှတ်ကြရအောင်ဂရဲရရာငိုင်ကစင်ကောင်မီဖဲရှောင်းခါကြလာကဤကအောင်အင်္ဂလိပ်လိုရှယ်ရဲ့အသုံးပြုပုံနဲ့တူပါတယ်ကငွေကစီကိုအင်္ဂလိပ်လိုရှောက်တဲ့ဘုံငယ်တဲ့ငါအိုင်နာမဲအင်္ဂလိပ်လိုဝတ်ချက်အသုံးပြုပုံနဲ့တူပါတယ်နာငွေကိုဝတ်တဲ့ဘုံငါအိုင်ဆိုင်ပြီးအင်္ဂလိပ်လို half at 3ရဲ့အဓိပ္ပာယ်နဲ့တူပါတယ်ငွတ်ဆိုင်ငွေကစီကိုအင်္ဂလိပ်လို have plus verb 3တဲ့ဘုံငါအိုင်ဆိုင်တလုံးနဲ့ဆိုရင်တော့ be လို့ပဲအဓိပ္ပာယ်ရပါတယ်အင်္ဂလိပ်လို have နဲ့တူပါတယ်ဆိုင်ငွေကစီကိုကရှကာတရှလွိုင်းငုတ်ငွေကစီတဲ့ဘုံငါအိုင်ဤကွန်လာအင်္ဂလိပ်လို question word ဖြစ်တဲ့အတွက် question mark နဲ့တူပါတယ်ဤကွန်ငွေကစီကိုကဆန်နေကိုလာငယ်ရငါအိုင်ကဲအမည်နာမနဲ့သက်ဆိုင်တဲ့ဝဟာရလေးတွေကိုမှတ်ကြရအောင်ကဲရကိုမင်းတဲ့ဆငိုင်ကစင်ကောမီဖဲဘိုက်ခါကြကဤငိုင်ကျမငါအင်္ဂလိပ်လိုကတော့ I ပါနန်းတင်မင်းခမအင်္ဂလိပ်လိုကတော့ you ပါရှက်ထမင်းအင်္ဂလိပ်လိုကတော့ rice ခရေအင်္ဂလိပ်လိုကတော့ water လမ်အင်္ဂလိပ်လိုကတော့ road ဒါတွေအလုံးကအင်္ဂလိပ်လိုနောင်တွေပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ်ကိရိယာတွေလေ့လာရအောင်အင်္ဂလိပ်လို verb တွေပါရကလံမီဘိုင်ရှပင်verb ကစင်ကောမီဖဲဘိုက်ခါကြယူကလေရှာစားသည်အင်္ဂလိပ်လို eat have နဲ့တူပါတယ်လူတောက်သည်အင်္ဂလိပ်လို drink have နဲ့တူပါတယ်com ရှောက်သည်အင်္ဂလိပ်လို walk နဲ့တူပါတယ်ကဲဒါဆိုနာဆိုတဲ့စကားလုံးလေးနဲ့ဝါကြဖွဲ့ကြစို့ဂိုင်ဒခုငါကြောင့်နာဖဲ့ကြိုင်လန်နာဂါယန်မီဂလိုယုကဤငိုင်ရှာနာကျွန်တော်ထမင်းစားမယ်အင်္ဂလိပ်လို I will have me